မင်ဒီနေ့ဆွဲဆန်ပြီးစားလို့ရတဲ့နွားနို့လောက်ကြမှာဖြစ်ပါတယ်ရှင်လုံနီးကအရန်လွယ်ကူပြီးတော့ဤတုံလေးနဲ့စားလို့လည်းရန်ကောင်းလို့ကလေးရောလူကြီးရောကြိုက်မှာသိချပါတယ်ရှင်အဓိကပါဝင်ပစ္စည်းကတော့နွားနို့300 gram ဖြစ်ပါတယ်ရှင်အိမ်မှာနွားနို့မရှိဘူးဆိုလို့ရှိရင်နှိုးမုံနဲ့ရေနဲ့ရောလိုက်လို့ရပါတယ်နော်ကောင်းညင်းမုံ30 gram တကြားတစွန်းကိုရောပြီးရောမီတီတီလေးနဲ့ကြိုပေးရပါမယ်ရှင်ကြိုရင်းနဲ့ပဲအရေးကနေပြီးတော့တဖြည်းဖြည်းချင်းပြစ်လာပါလိမ့်မယ်စံပြုတ်ပြစ်လေးလိုဖြစ်သွားတဲ့အနေအထားကြီးကြိုပေးရပါမယ်ရှင်အချိုကြိုက်တယ်ဆိုလို့ရှိရင်တော့တကြားကိုနည်းနည်းပို့ထည့်ပေးပါမမင်ကတော့စိတ်လေးကြိုက်လို့တကြားတစွန်းနဲ့တုံထားတာပါရှင်နွားနို့ဤတုံနဲ့အတူစားဖို့ Oreo biscuit ကိုပြင်ဆင်ပေးရပါမယ်အထက်ကအနစ်ကိုဖယ်ပြီးတော့ Oreo biscuit ကိုပဲကြေအောင်ထုပေးရပါမယ်ရှင်အရန်ချူရာမျိုးလည်းမရှိလို့ကလေးလေးစားလို့အဆင်ပြေပါတယ်ရှင်ပလိတ်တင်ရဲ့အောက်ဆုံးမှာ Oreo အကြေကိုဖြူထားပေးရပါမယ်ပြီးရနဲ့ခုနကပြင်ဆင်ထားတဲ့နွားနို့ဤတုံကိုလောင်းထည့်လိုက်လို့ရပါပြီရှင်လေမခွအောင်လို့လေကိုထုတ်ပေးရပါမယ်ရှင်ပို့ပြီးရောစားချင်စပွဲဖြစ်အောင်လို့ပိုနေရဲ့ Oreo အကြေကိုအပေါ်မှာအများကြီးထပ်ဖြူလိုက်ပါတယ်ရှင်ဒီလိုလွယ်လွယ်ကူကူနဲ့ပဲမိနစ်ပိုင်းအတွင်းအရန်စားကောင်းတဲ့အချိုးပွဲလေးတစ်ပွဲရရှိသွားပါပြီရှင် easy နဲ့နွားနို့နဲ့တင်းတင်းလေးစင်စိတ်လေးဆိုတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ရှင်အပေါ်က Oreo biscuit ကိုစားမိရဲ့အချိန်ရောက်လို့ရှိရင်လည်းချွတ်ကျွတ်လေးနဲ့တော်တော်လေးကိုအရတာရှိပါတယ်ရှင်ဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်